အေးညီမလေးဆန္ဒပြော မောင်ပေးမှရှိလား ရှိပါဗျာ အရန်မူးနေပြီလား မူးသေးပါဘူးကိုကြီးတို့ခုမှစတော့ကြအောင် ဟိုကလေသူ့လည်းမပြောရဲလို့လေပြောလဲမရလို့ကိုကြီးစောစီဖုန်းဆက်လိုက်တာသူကတောက်လို့ရှိရင်အမလီမစ်ကရှိရမဟုတ်ဘူးအများကြီးမတောက်အောင်ကိုကြီးစောထိမ့်ပေးအောင်နော် အေးပါထိမ့်ပေးပါမယ် ပြီးရင်လေအရက်ကိုလေရေများများရောတောက်ဖို့လဲသတိပေးပေးအောင်နော်သူကအရက်တောက်လို့ရှိရင်အပြင်းကြီးတောက်တာအာညီမလည်းအပြင်ကထွက်မရအောင်သူအပြင်မှာတောက်တဲ့နေဆိုတအားစိတ်ပူနေရတာ အမလီအဲ့လောက်ကြီးတဲ့စိတ်ပူနေတဲ့ကိုကြီးစောတယောက်လုံးရှိတယ်ကိုကြီးစောထိမ့်ပေးလိုက်မယ်ဟုတ်ပြီလား အဲ့မှာကိုကြီးစောနဲ့ဆိုရင်တော့စိတ်ချပါတယ်သူရမ်းမှုလို့အိမ်မပြန်နိုင်လို့ရှိရင်လေကိုကြီးစောပဲပြန်လိုက်ပို့ပေးလိုက်အောင်နော်ပြင်ဘာမှမသိအောင်တောက်တာမို့လို့ပါကိုကြီးစောရဲ့ အေးပါကိုကြီးစောကိုယ်တိုင်လိုက်ပို့ပေးလိုက်မယ်ဟုတ်ပြီလားဒါပဲနော်ညီမလေး ဟုတ်ကိုကြီးဟုတ် ကိုရေများကြောတော့မယ်နော်ဒါမှကိုတက်ရှင်မှာကိုတက်ရှင်မှာဆိုတော့ကိုချိန်ကြိုက်ယူဆိုင်ပြီးလို့ရမှာလေ ဒီမှာကိုတက်ချင်အောင်နေပါမယ် အဲ့ကြောင့်ဒီကလူဆိုးရချစ်နေရ